ဒါဖြစ်ခဲ့တာတွေကိုပြောင်းလဲပြင်မှာမဟုတ်ဘူးငါဂရုမစိုက်ဘူးသူငါအမေကိုတတ်ခဲ့တာကျွန်တော်နာမည်ကတော့တိုနီစတက်ပါကျွန်တော်ကကက်ပတင်အမေရိကန်နဲ့ကျွန်တော်ဟာတယောက်နဲ့ပြောက်အယုံကြည်ဆုံးမဟာမိတ်တွေဖြစ်ဖို့ဖန်တီးထားတာလို့အမြဲတမ်းယုံကြည်ခဲ့တာဒါပေမဲ့လွန်ခဲ့တဲ့ခဏလေးတည်းပဲကျွန်တော်မိဘတွေရဲ့တေဆုံးမှုနောက်ွယ်ကအမန်တရားကိုဖော်ထုတ်ပြတဲ့ဗီဒီယိုတစ်ခုကိုကြည့်လိုက်ရတယ်အဲ့ဒီလမ်းကိုငါတီးတယ်ဒါပါလေအဲ့ဒီမတန်ထင်မှာကျွန်တော်အဖေနဲ့အမေကိုကက်ပတင်အမေရိကန်ရဲ့ညီဘာကီကသူ့ကိုယ်တိုင်လက်နဲ့တက်ခဲ့တာကိုမြင်လိုက်ရတယ်ကျွန်တော်ကက်ပတင်အမေရိကန်ကိုမယုံနိုင်စွာကြည့်ပြီးအဖေတောင်းလိုက်တယ်မင်းတီးလားငါတူမှမသိခဲ့ဘူးမင်းမလုပ်တင်ဘူးငါခုမသိတာမင်းတီးခဲ့တာပဲဟုတ်တယ်ကက်ပတင်အမေရိကန်ရဲ့တိတ်ဆိတ်မှုနဲ့ဖုံးကွယ်ထားတာတွေကိုကြည့်ပြီးတဲ့နောက်ကျွန်တော်တို့ရဲ့အတိတ်ကခင်မင်းမှုကိုဂရုမစိုက်တော့ဘူးကျွန်တော်ဘာကီကိုတတ်ပြီးကျွန်တော်အဖေနဲ့အမေတို့လက်စားချီမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ကျွန်တော်ဘာကီကိုအပြီးတတ်တော့မယ့်အချိန်မှာကက်ပတင်အမေရိကန်ကရုတ်တရက်ကျွန်တော်ကိုတိုက်ခိုက်ပြီးဘာကီရဲ့အသက်ကိုမတတ်နိုင်အောင်ထားစီတယ်ကျွန်တော်ကက်ပတင်အမေရိကန်ကိုထောင်ချောက်ဖို့ထင်းချုပ်ကရိတာတစ်ခုကိုတုံးလိုက်တယ်ပြီးမှဘာကီစီကိုအာယုံပြန်ဆိုင်လိုက်တယ်ကျွန်တော်ရီဗာဆာဖြစ်လို့ဖို့ပြင်ဆင်နေတော့မှတဲ့ဘာကီကကျွန်တော်ရဲ့ရီဗာဆာကိုသူလက်ပလာနဲ့ချီမွေးပစ်လိုက်တယ်ကျွန်တော်ချက်ချင်းမိုက်ခရိုဒုံးကြီးတစ်ခုဖြစ်လို့လိုက်တယ်ဒါပေမဲ့သူကတားဆီးလိုက်တယ်ပောက်ကွဲမှုကြောင့်အစောက်အုံလုံးလုံးပြိုကျတော့မယ်လို့ဖြစ်သွားပြီးကျွန်တော်လည်းဘာကီကိုလွတ်ပြေးလိုက်ရတယ်ဘာကီကတော့ရှုပ်ထွေးမှုတွေကြားကနေထွက်ပြေးကိုကြိုးစားတယ်ကျွန်တော်မဆိုင်မသွဲသူ့နောက်ကိုလိုက်သွားတယ်ဒါပေမဲ့ကက်ပတင်အမေရိကန်ကထပ်ပြီးတားဆီးပြန်တယ်သူမဟုတ်ပါဘူးတူနီငါသူ့စိတ်ကိုထိန်းချုပ်ထားခဲ့တာဖဲသူမဟုတ်ဘူးဘာကီထွက်ပြေးဖို့ကြိုးစားနေတော့မှပဲကျွန်တော်ဒုံးကြီးနောက်တစ်ခုဖိပြီးသူ့ရဲ့ထွက်ပေါက်ကိုလုံးဝပိတ်ဆို့ထားတယ်အဲ့ဒီအချိန်မှာတော့ကက်ပတင်အမေရိကန်ကဘာကီကိုခါကွဲဖို့ပဲရွေးချယ်ခဲ့တယ်သူကငါသူငယ်ချင်းငါလည်းပဲလေကျွန်တော်ကက်ပတင်အမေရိကန်နဲ့တိုက်ခိုက်နေရင်မှကျွန်တော်မိဘတွေကိုတတ်ခဲ့တဲ့လူကိုကာကွယ်ဖို့ကျွန်တော်အဖေဖန်တီးခဲ့တဲ့အတိုင်းကိုသူတုံနေတာကိုမြင်နေရတယ်အဲ့ဒီအချိန်မှာကျွန်တော်အဖေရဲ့ယုံကြည်မှုတွေကိုသစ္စာဖောက်ခံရပြီးနင်းချေခံလိုက်ရတယ်လို့ခံစားလိုက်ရတယ်အဲ့ဒီတိုင်းကမင်းနဲ့မဆိုင်ဘူးမင်းဒါကိုမထွက်တန်ဘူးအဲ့ဒီတိုင်းကိုငါအဖေဖန်တီးခဲ့တာနောက်ဆုံးသူအဲ့ဒီတိုင်းကိုချလိုက်တဲ့အခါအဲ့လာဟာအချိန်တစ်ခုကိုပြသခဲ့တာပဲအဲ့လာက Avengers အခွက်တကယ်ပြိုကွဲသွားတဲ့အချိန်လား